င်္ဂလာပါရှင်ကျမကတော့ဖူးအီအီနွယ်ပါ DUV ရုပ်မြင့်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မြမရွရွနှစ်တစ်ကိုအတာတကြံပွဲတော်ဆင်နွှဲနေကြတဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာတန်ယုံအသီးသီးကနှစ်တစ်ဆူတောင်းစကားတွေပြောကြားလိုက်ပါတယ်အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီရိုကတော့မြန်မာနိုင်ငံမှာအကျက်အတဲတွေအဆုံးသက်စေရေးအတွက်ဆက်လက်ကူညီပေးသွားမယ်လို့ထုတ်ပြန်ပြောကြားလိုက်ပါတယ်တကြံအခါတင်များဟာပြီးခဲ့တာတွေကိုပြန်လည်သုံးသပ်ဖို့နဲ့ရှေ့လာမယ့်နှစ်တစ်ကိုမျှော်ကြည့်ဖို့အခွင့်အခါကာလတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ brief ခါတွေကြောင့်တိုင်းပြည်ဆက်လက်ယိုယွင်းနေပေမဲ့အဲ့ဒီအကျက်အတဲတွေအဆုံးသက်စေရေးအတွက်ကူညီပံ့ပိုးပေးဖို့အမေရိကန်ပြည်ထောင်စုကဆက်လက်တန်ဋိဌာန်ချထားတယ်လို့ဝန်ကြီးမာကိုရူဘီရိုကပြောပါတယ်ရှင်ရန်ကုန်မြို့ကစင်ချေဖုံးရက်ကွက်တွေမှာတော့ဒီနှစ်တကြံအကြိုနေ့မှာကလေးအများစုရေကစားတာနဲ့တကြံပွဲတော်ကိုကြိုဆိုကြပါတယ်မြောက်ကလာပါမြို့နယ်ကအတွင်းလန်းတချို့မှာရေကစားသူကလေးတွေအရင်နှစ်ကထပ်ပိုများလာတယ်လို့မြို့ကန်တွေကပြောပါတယ်အခုနှစ်မှာကားလက်မှတ်မရတဲ့အတွက်မိဘတွေကရွာမပြန်ကြတာကြောင့်ရေကစားတဲ့ကလေးတွေအရင်နှစ်ကထပ်ပိုများလာတာလို့မြို့ကန်တယောက်က DUV ကိုပြောပါတယ်တောင်ကုန်မြို့နယ်မှာလည်းတကြံရေကစားတဲ့ကလေးတွေများပြားနေပြီးလူငယ်တွေကလမ်းလျှောက်တကြံကိုသွားကြတာများတယ်လို့မြို့ကန်တယောက်ကပြောပါတယ်ဒါပြင်မြောက်တကုံအရှိတကုံမယန်းကုန်းမင်္ဂလာတုံနဲ့အင်းစိန်မြို့နယ်ကလမ်းတွေမှာလည်းအရင်နှစ်ကထက်ရေကစားတဲ့ကလေးငယ်တွေပိုများလာတယ်လို့ပြောပါတယ်။တကြံအကျိုးနေ့မှာရေကစားသူကလေးငယ်တွေများသလိုမြို့နယ်စင်ချေပုံးရက်ကွက်အများစုမှာမုံလုံးရီပေါ်အလှလုပ်သူတွေစတုတီတာကျွေးသူတွေလည်းရှိနေတာပါ။73စီပြက်လက်မှုကြောင့်ဒီနှစ်တကြံမှာကားနဲ့လက်ပတ်တာကိုစစ်ကောင်စီကကန့်သက်ထားတာလည်းဖြစ်ပါတယ်ရှင်။လာမယ့်2029ခုနှစ်မတိုင်ခင်မှာရခိုင်ပြည်နယ်အတွင်းကလက်ကျန်နယ်မြေတိုက်ပွဲတွေကိုအပိသက်ဖော်ဆောင်မယ်လို့အေတပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောပါတယ်။ဒီအပေါ်ရခိုင်အရက်ဖက်နဲ့နိုင်ငံရေးလေးလာသူတွေရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။ဒီသတင်းကိုကေခိုင်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။2026ခုနှစ်နဲ့2029ခုနှစ်မကုန်ခင်ရခိုင်ပြည်တွင်လက်ကျန်နေမြေအစုံအဖြတ်တိုက်ပွဲတွေကိုလက်စသိမ်းအောင်ဝဲခံတော်မယ်လို့လုံးဝယုံကြည်ချက်ရှိကြောင်းအေရဲ့တက်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအာရခပြည်သူတွေကိုအသိပေးပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့မှာကြာရောက်ခဲ့တဲ့အာရခတက်တော်တီထောင်ခြင်း19နှစ်မြောက်အထင်အမှန်နေ့ကိုပေးပို့တဲ့သဝန်တော်မှာအခုလိုထည့်သွင်းပြောဆိုလိုက်တာပါ။တကယ်လို့ဒီကာလအတွင်းမှာတိုက်ပွဲတွေမပြီးပြတ်သေးရင်တောင်မိုးဆုံးမြေဆုံးဆက်လက်တိုက်ပွဲဝင်တော်မယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပြောကြားချက်နဲ့ပတ်သက်လို့နိုင်ငံရေးလိလာသုံးသက်သူဦးမျိုးကျော်ကသုံးသက်မှတ်ချက်ပေးပါတယ်။ရခိုင်တပ်တော်တာမှုရှုပ်ဟာသူပြောခဲ့တဲ့စကားတွေနဲ့သူလုပ်တဲ့အလုပ်တွေဟာထပ်တူကြတယ်။သူပြောတဲ့အတိုင်းလည်းတကယ်ဖြစ်မြောက်အောင်လုပ်နိုင်တယ်စွမ်းဆောင်နိုင်တဲ့ကောင်းဆောင်တူဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်အနေဖြင့်ဆိုလို့ရှိရင်သူ့ရဲ့ပြောစကားကိုကျွန်တော်အကျွမ်းမဲ့ယုံကြည်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာအလားတူပဲလူမှုရေးတက်ကြွလှုပ်ရှားသူဆရာဝဟင်အောင်ကလည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ခေါင်းဆောင်မှုပုံစံကိုအခုလိုမှတ်ချက်ပြုပါတယ်ဘူရှုံးမှာအမြဲတမ်းပြောနေတဲ့လက်သုံးစကားတစ်ခွန်းရှိရကြ say less do more ဆိုပြီးတော့စကားတစ်ခွန်းရှိရပြီးတော့ဘူရှုံးရဲ့ပင်ကိုကဘယ်လိုရှိလဲဆိုရင်ဒီသူပြောလိုက်တဲ့အချိန်မှာအလုပ်ကိစ္စကတော်တော်များများ90 80ရာခိုင်နှုန်းလောက်ကသူကလုပ်ပြီးမှပဲသူကစကားကိုပြောရတဲ့ဗီဇာရှိရဒါကြောင့်အခုဒီ statement ထဲမှာလည်း2026အကောင်2029အတိုးအတွင်းမှာဆိုရင်ဒီလက်စားသိမ်းစရာရှိတာအကုန်လုံးသိမ်းသွားဖို့အတွက်ဒီသတင်းစကားပေးတာပေါ့နော်ဒါဆိုရင်သိချတဲ့သူတခုခုစီမံထားပြီးပြီလို့ပြောရင်ရတယ်ဗျဒါအပြင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပေးပို့တဲ့မိန့်ခွန်းမှာအနာဂတ်အာရခပြည်ဟာပြည်သူလူမျိုးရေးကိုဗဟိုပြုပြီးလူမျိုးပေါင်းစုံဒန်းတူညီတူငြိမ်းချမ်းစွာအတူရှိန်တွဲနေထိုင်နိုင်မယ့်ပြည်내တစ်ခုအဖြစ်ပုံဖော်နေတယ်လို့ပါရှိနေပါတယ်။ဒါပေမဲ့လည်းလက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွင်းမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တေဆုံးသွားရတဲ့ပြည်သူတွေအတွက်တရားမျှတမှုရအောင်လှုံ့ဆော်ရမှာမရေရာတဲ့နိုင်ငံတကာရန်နေရတွေထက်ကိုပိုင်အင်အားကိုသာဗဟိုပြုတော်မယ်လို့ဗိုလ်ချုပ်ကပြောဆိုထားပါတယ်။ဒီအချက်ဟာနိုင်ငံတကာအတိုင်းအဝိုင်းအပေါ်ပြည်သူတွေယုံကြည်မှုကျဆင်းနေတာကိုပြသနေတယ်လို့ရခိုင်ကလူငယ်တယောက်ကပြောပါတယ်။ဒီမှာတကူတတိထားစရာကဒီအာရကတတော်အနေနဲ့ဒီပြည်သူတွေထိခိုက်ဆုံးရှုံးမှုတွေနဲ့ပတ်သက်ရင်ဒီစစ်တပ်ရဲ့လုပ်ရက်တွေကိုတရားမျှတမှုရှာဖွေရမှာနိုင်ငံတကာရန်တရားတွေကိုအယုံကြည်မရှိတော့ဘူးဆိုတော့အချက်တစ်ခုလည်းတွေ့ရတယ်ပေါ့လေ။သိတဲ့အတိုင်းပဲဒီမြန်မာပြည်တွင်းစစ်တောက်လျှောက်မှာနိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေကထိရောက်မှုတွေမရှိခဲ့ဘူးပေါ့လေ။ဒီအာရခတ်တပ်တော်အနေနဲ့ဒီစစ်ပွဲမှာနိုင်ခဲ့ရင်တော့မှ
နိုင်အောင်အထိလုံနိုင်ရင်တော့မှလွယ်လွယ်ကူကူနဲ့တော့ဒီအဆုံးသက်ရလက်တွေရလာဖို့ခဲ့မယ်ပေါ့လေဆိုသဖြင့်ဒီစစ်တပ်ကဒီစစ်လက်နက်ပစ္စည်းတွေအထူးသဖြင့် drone နည်းပညာမှာအရင်ကတည်းကတာလွန်လာတဲ့အချိန်မှာအောင်မြင်မှုတွေရဖို့ကတော့အရင်ထက်ပိုပြီးခဲရင်လာမှာဖြစ်လို့အရင်နည်းလဲပိုကြီးမယ်လို့တော့ယူဆရတယ်ဒါပေမဲ့ဒီခက်ခဲတွေကြားတဲ့ကနေဒီကိုအာရခပြည်သူတွေလိုလားတဲ့ပန်းတိုင်ကိုရောက်ဖို့တော့မျှော်လင့်ပါတယ် အာရခတက်တော် AA အနေနဲ့ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစပြီးချင်းပြည်နယ်ပလဲဝအပါအဝင်ရခိုင်ပြည်နယ်အတွင်းမြို့နယ်15ခုအထိသိမ်းပိုက်ထားပြီးစစ်တွေကြောက်ဖြူမြို့တွေမှာလည်းစစ်တပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်နေတာပါ။ဒါအပြင်မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးမကွေးပဲခူးအေရဝတီစကိုင်းနဲ့ကချင်ပြည်နယ်တွေမှာလည်းစစ်အာဏာရှင်စစ်ကြင်ရေးတိုက်ပွဲဝင်နေပါတယ်။အခုတိုက်ပွဲဟာနေပေါင်း240နှစ်ကြာဆုံးရှုံးခဲ့ရတဲ့ရခိုင်အချုပ်အခြာအာဏာကိုပြန်လည်ရယူမဲ့တရားသောစစ်ပွဲကြီးဖြစ်တယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ကျွန်မကေခိုင်ပါDUV ရုပ်မြင့်တန်ကြားတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမတော့ဖူးအီအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်